တတိထားတဲ့ငွေကြေးလိမ်လည်မှုများရွှေ့ပြောင်းကြီးကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်တတိထားတဲ့ငွေကြေးလိမ်လည်မှုအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဘဏ်သုံးပြုသူများအနေနဲ့ငွေကြေးလိမ်လည်မှုများမှာရှောင်ရှားနိုင်ရန်အတွက်မိမိတို့ရဲ့ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်တွေကိုလုံခြုံစွာထိန်းသိမ်းထားသင့်ပါတယ်လိမ်လည်ရာမှာအသုံးပြုလို့ရှိတဲ့ digital channel တွေကတော့ Facebook page အတူများ Viber channel အတူများ email အတူများ SMS အတူများနဲ့ application အတူတွေကိုအသုံးပြုပြီးတော့လိမ်လည်တာပဲဖြစ်ပါတယ်။ယခုကမှလိမ်လည်သူတွေကဘဏ်ဝန်ဆောင်မှုများဒါမှမဟုတ်ဘဏ်ဝန်ထမ်းတွေအဖြစ်အယောင်ဆောင်ပြီးတော့ website အတူ Facebook page အတူတွေကိုဖန်တီးပြီး email, Viber, SMS, Messenger များမှတဆင့်ငွေကြေးဆိုင်ရာအချက်အလက်များကိုတောင်းခံတာမျိုးပြုလုပ်လို့ရှိပါတယ်။လိမ်လည်သူတွေက customer များကို link အတုထဲသို့ဝင်ရောက်စေပြီးတော့မိမိတို့ရဲ့ mobile banking username နဲ့ password များ PIN, OTP code, credit card, debit card number များနဲ့ credit card, debit card နောက်ကျော်မှာရှိတဲ့ expiry date နဲ့ security code များကိုဖြည့်ခိုင်းလေးရှိပါတယ်။ကြောက်ရွံ့မှုဖြစ်ပေါ်စေဖို့ရည်ရွယ်ထားတဲ့စကားတွေတန်တရားဖြစ်စေတဲ့ website link တွေကြည်တန်ဆောင်လွှဲဖို့အတွက်အရေးယူဖို့တောင်းဆိုခြင်းတွေနဲ့ငွေကြေးလိမ်လည်မှုများပြုလုပ်လို့ရှိပါတယ်။ဒါကြောင့်မို့လို့တန်တရားဖြစ်ဖွယ်ဖုန်းနံပါတ်ဒါမှမဟုတ် email မှာပေးပို့လာတဲ့ message များမှာ link များကိုမနှိပ်ကြည့်ပါနဲ့။နှိပ်ကြည့်မိခဲ့ပါကလည်းမိမိရဲ့ဘဏ်အကောင့်ချက်လက်များကို link တွေသို့မရိုက်ထည့်လိုက်ပါနဲ့။ OTP ကုတ်များ PIN, password များကိုမျှဝေတာမျိုးမပြုလုပ်ပါနဲ့။ဘဏ်အနေနဲ့ customer များထံမှ OTP ဖန်နံပါတ်များကိုညီသည့်အခါမှတောင်းခံတာမျိုးမရှိပါဘူး။တန်မြတ်တစုံတရာရှိပါကမိမိရဲ့အသုံးပြုနေတဲ့နီးစပ်ရာဘဏ်ခွဲဒါမှမဟုတ် call center နံပါတ်တွေကို24နာရီအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။လိမ်လည်ဖုန်းခေါ်ဆိုမှုတွေမှာလိမ်လည်သူတွေကတငယ်ချင်းများနဲ့နီးစပ်သူများ၏အတန်များကိုအတူယူပြီးတော့ထူးဆန်းသောဖုန်းနံပါတ်များကိုအသုံးပြုပြီးဖုန်းခေါ်လာတတ်ကြပါတယ်။ဒါကြောင့်မို့လို့ဖုန်းနံပါတ်တွေကိုအလွယ်တကူမယုံလိုက်ပါနဲ့။ဖုန်းခေါ်ဆိုသူကိုစစ်ဆေးပါငွေချေးလာသူရဲ့အကောင့်နာမည်နေရာများကိုစစ်ဆေးပါဗီဒီယိုကောခေါ်ဆိုမှုမှာတစဉ်မျက်နှာချင်းဆိုင်ပြီးတော့အတည်ပြုတင်ပါတယ်လည်တဲ့သူတွေရဲ့ message တွေကမမျော်လင့်တဲ့ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေပြီးတော့ငွေကြေးလိမ်လည်မှုများကိုမျော်လင့်ချက်နဲ့လှည့်စားတက်ကြပါတယ်ဒီတော့တင်လှုပ်ဆောင်နိုင်တဲ့အရာကတော့ငွေကြေးတောင်းခံလာပါကငွေကြေးတစုံတရာလွှဲပြောင်းမှုမှမပြုလုပ်ပါနဲ့ရဲစခန်းသို့တိုင်ကြပါလိမ်လည်လာတော့ဖုန်းခေါ်ဆိုမှုများကိုဖျက်ပစ်ပါတစုံတစ်ယောက်ကဖုန်းထဲမှာမိမိရဲ့ကိုရေးကူတာအချက်လက်တွေကိုတောင်းခံလာပါကမပေးပါနဲ့မက်ဆေ့တွေဖော်ပြထားတဲ့ဘဏ်အကောင့်များအချက်လက်များကိုစိတ်ချလက်ချစစ်ဆေးခြင်းနဲ့မိမိကိုယ်တိုင်တရားဝင် website မှာဆက်သွယ်ရန်ဖော်ပြချက်ကိုရှာပြီးတော့တိုက်ရိုက်ဆက်သွယ်တင်ပါတယ်လိမ်လည်မက်ဆေ့အတွင်ပါဝင်သော ဖုန်းမက်ဆေ့ဒါမှမဟုတ် email တွေကိုတစုံတရာပေးပို့ခြင်းများမပြုလုပ်ပါနဲ့။ဒါကြောင့်တန်တရားဖြစ်ဖွယ်ရာဖုန်းနံပါတ် email, social media channel များမှာပေးပို့လာသောစာတိုများမှာ link များကိုဝင်ရောက်ကြည့်ရှုခြင်းဖုန်းမှာတစ်ဆင့်အဆိုပါ link များကိုဝင်ရောက်ပြီးတော့မိမိတို့ရဲ့ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်များကိုဖြည့်သွင်းခြင်းများလုံးဝမပြုလုပ်ဖို့တိုက်တွန်းလိုပါတယ်။ထပ်ပြီးတော့သတိထားရမယ့်အချက်အလက်တွေကတော့တန်တရားဖြစ်စရာ application များနဲ့ link များကိုသတိပြုရမှာပဲဖြစ်ပါတယ်။သမားတွေက mobile wallet, mobile pay ပဲများကိုတူပါပြီးတော့လိပ်စာနာမည်အမှတ်တံဆိပ်တို့ကိုစင်တူရိုးမှဖန်တီးပြီးတော့ website, application အတူများနဲ့လိမ်လည်မှုများပြုလုပ်နိုင်တာကြောင့်အသုံးမပြုခင်မှာသေချာစစ်ဆေးပြီးတော့မိမိရဲ့ data အချက်လက်များကိုကာကွယ်သင့်ပါတယ်။ website link တွေမှာ https အစား http ဖြစ်နေပါကလုံခြုံရေးအားနည်းကwebsite အတူများဖြစ်နိုင်ခြင်းမြင်မာတာမို့လို့တင့်ကိုယ်ပိုင်ချက်လက်တွေတောင်းခံခဲ့ပါကလုံးဝမဖြစ်မိဖို့သတိပြုရပါမယ်။ငွေကြေးနဲ့ဆိုင်တဲ့ application များကိုတေချာမစစ်ဆေးဘဲနဲ့ download ပြုလုပ်တာမှတ်ပုံတင်ကိုရေးအချက်လက်များဖြည့်စွက်တာချေးငွေလျှောက်ထားတာမျိုးမပြုလုပ်စေရင်အထူးသတိပြုရပါမယ်။ရွှေ့ပြောင်းကြီးကိုမောင်နှမများအားလုံးပဲလိမ်လည်ခံရခြင်းမှကင်းဝေးကြပါစေရှင်။